ပဲမင်္ဂလာပါရှင်ကျမက Hinche Diary Page မှာမေးဖြစ်ပါတယ်မေးဒီနေ့မျှဝေပေးချင်တာကတော့ကမွန်ချင်ရဲ့ပစွန်ထုတ်ချက်နည်းလေးပါကြည့်လိုက်ကြရအောင်နော်မေကပစွန်ထုတ်20တောင်တုံထားပါတယ်နော်တေချာသက်စင်ပေးပြီးတော့စားစနွင်းအချုံမုံလေးနေထားပါမယ်တစ်ဖက်မှာလည်းကမွန်ချင်ရွက်လေးတွေကိုကျမတို့ကင်ထားပါမယ်ရှင်ိုးပူလာပြီဆိုတာနဲ့ကျမတို့စီလေးကိုစားထည့်ပါမယ်เนาะမေကတော့စီလေးကိုနည်းနည်းလေးပို့ထည့်ထားပါတယ်ပြီးသွားပြီဆိုရင်စနွင်းလေးထည့်ပါမယ်စနွင်းလေးနည်းနည်းလေးပွက်လို့ဆိုကြက်လာပြီဆိုရင်တော့ကျမတို့ကဂျင်းစက်သွန်အဖြူအနီထောင်းထားတာလေးကိုငရုတ်သီးလေးနဲ့ရောထောင်းထားတာလေးကိုမေကထည့်ပြီးစီသက်ပါမယ်အဲ့မှာမေတခုပြောချင်တာတချို့ကြတော့လေစက်သွန်အဖြူနီကိုထည့်ပြီးစီသက်တယ်ပြီးတော့မှငရုတ်သီးမှုန့်ထည့်တယ်ဒါပေမဲ့တခါလေးရောထောင်းပြီးစီသက်တာနဲ့မတူပါဘူးเนาะအဲ့ဒါတော့မှမေတို့အခုလက်ရှိအသင့်သုံးနေတဲ့ငရုတ်သီးနဲ့အခုမှငရုတ်သီးကိုလေအစီလေးတွေထုတ်ပြီးတော့ထောင်းတဲ့ငရုတ်သီးနဲ့လုံးဝအရသာပွဲပါတယ်เนาะအဲ့တခုကိုမေပြောချင်ပါတယ်ထောင်းလိုက်နေဆိုရင်အကုန်လုံးရောထောင်းပေးပါနောက်တစ်ခုကမီးအေးလေးနဲ့စီသက်ပေးပါရှင်မီးအေးလေးနဲ့စီသက်တယ်ဆိုရင်ဟင်းရဲ့အရသာကိုပို့ပြီးအရသာရှိစေပါတယ်အရသာလည်းတိုးစေပါတယ်ဟင်းတစ်ခွက်ကအသက်ကစီသက်ခြင်းပါเนาะလုံးချက်တဲ့ဟင်းကိုမပြောပါဘူးเนาะတချို့စီသက်ပြီးမှချက်လို့ကောင်းတဲ့ဟင်းတွေအကုန်လုံးကစီသက်ပြီးတော့မှအနံ့ရတာလေးကမွေးပါတယ်เนาะငရုတ်သီးလေးနည်းနည်းအရောင်နွမ်းသွားပြီဆိုရင်တော့မေခွဲချမ်းလေးကိုထည့်ပြီးတော့ငရုတ်သီးခွဲချမ်းလေးပေါ့နော်ငရုတ်သီးခွဲချမ်းလေးကိုထည့်ပြီးတော့စီလေးနည်းနည်းထပ်သက်ပေးပါမယ်။ဘာလို့ငရုတ်သီးခွဲချမ်းလေးထည့်လဲဆိုရင်ငရုတ်သီးအဖက်ကြိုက်တဲ့လူတွေဆိုရင်ငရုတ်သီးခွဲချမ်းထည့်လို့ရပါတယ်။အဆက်ကဲတာကြိုက်တဲ့လူဆိုရင်ဒီမှာငရုတ်သီးစိတ်လေးတွေထပ်ထည့်ပြီးတော့ထပ်ချက်လို့ရပါတယ်နော်။မီးလေးကိုအေးလေးနဲ့ငရုတ်သီးခွဲချမ်းအောင်စီတက်ပေးပါနော်။ဘာဖြစ်လို့လဲဆိုရင်ငရုတ်သီးခွဲချမ်းကတူးလွယ်ပါတယ်ရှင်။အကယ်၍ကိုကစီနေနေတယ်ဆိုရင်စီလေးထပ်ထည့်လို့ရပါတယ်နော်။ပြီးရင်ငပြာရည်လေးထည့်ပါမယ်ရှင်။မေကတော့ငပြာရည်လေးတစ်စုံလောက်ကိုထည့်ထားပါတယ်။ငပြာရည်လေးတွေအနံ့လေးပျောက်သွားတဲ့အထိစီသက်ပြီးသွားပြီဆိုရင်တော့မေတို့အသင့်ပြုတ်လောက်ထားတဲ့ပစွန်ထုတ်လေးတွေကိုထည့်ပြီးတော့စီသက်လို့ရပါတယ်ရှင်။ပစွန်ထုတ်လေးကိုမေစထည့်ပါမယ်နော်။စိတ်ရှည်လက်ရှည်နဲ့တေချာလေးမီးအေးလေးနဲ့စီသက်ပေးပါနော်ပစွန်ထုတ်လေးတွေကိုနည်းနည်းလေးကြာကြော်ရဲဆိုရင်မာတတ်ပါတယ်ပစွန်ထုတ်ရဲ့အတိတ်ပဲကပေါ့နော်အဲ့တော့ကိုကပျော့အေးလေးကိုကြိုက်တယ်ဆိုရင်မီးပြင်းပြင်းလေးနဲ့ကြော်တာတို့အဲ့ဒါမျိုးလေးဆိုရင်တော့ပို့ပြီးတော့အဆင်ပြေတယ်မေကတော့တခါတည်းကြောလိုက်ပါတယ်မေကြော်တဲ့အရာတာကိုတက်ကြီးကြော်တဲ့အရာတာကိုမေမကြိုက်လို့ပေါ့နော်ဒီစီသက်ထဲတဲ့ပါပဲတခါတည်းထည့်လိုက်ပါတယ်ရှင်ပစုံလေးတွေနည်းနည်းနွမ်းသွားပြီဆိုရင်တော့နွမ်းသွားတဲ့အထိကြော်လိုက်ပါမယ်အဲ့ချိန်ကျရင်မေအချိုမုံလေးနည်းနည်းထည့်ပါတယ်နော်အချိုမုံလေးထည့်တယ်အချိုမုံလေးထည့်ပြီးသွားပြီဆိုရင်တော့မေနည်းနည်းလေးမှုန်လိုက်ပါမယ်ပြီးသွားရင်တော့မေတို့အသင့်ပြုတ်လုပ်ထားတယ်မေတို့ရဲ့မကြီးရွက်လေးကိုမေထည့်ပြီးတော့အုပ်လိုက်ပါမယ်နော်ဘာဖြစ်လို့မကြီးရွက်ကိုနောက်ဆုံးမှထည့်လဲဆိုရင်မကြီးရွက်ကအရသာလေးကတအားကြီးကြော်စရာမလိုပေါ့နော်တအားကြီးကြော်စရာမလိုတဲ့အခါကျတော့အရသာထဲမှာထည့်ပြီးနေလိုက်တဲ့ပုံစံမျိုးပဲဖြစ်တဲ့အတွက်ကြောင့်မေတို့ကနောက်ဆုံးနည်းနည်းမင်းလေးအုပ်တယ်လို့မျိုးလေးမကြီးရွက်ကိုထည့်ပြီးအုပ်လိုက်တာပေါ့နော်အခုလောက်အနေထားမျိုးရပြီဆိုရင်တော့မေတို့မကြီးရွက်လေးထည့်ပါမယ်ပြီးရင်သေးချာလေးနှံ့ဆက်အောင်မှုပေးပါပွက်ဆိုတဲ့ထိတည်ပေးပါနော်ကြော်ပေးပါရှင်အရွက်လေးတွေနှံ့ဆက်အောင်နေပြီးသွားပြီဆိုရင်တော့မေရှည်လေးနည်းနည်းထည့်ပါမယ်နော်မေကတော့စောထောင်းထားတဲ့အထောင်းလေးဟာရှည်လေးကျင်းပြီးတော့ထည့်လိုက်ပါတယ်ရှင်ရေလေးနည်းနည်းလေးထည့်ပါမယ်နော်အကယ်၍ကိုကဒီမှာအဆက်ကြိုက်တယ်ဆိုရင်အဆက်ထက်ကဲလို့ရတယ်အချင်းတိုက်တယ်ဆိုရင်အချင်းမြများထည့်ပြီးတော့စားလို့ရတယ်နော်မေကတော့ဒါချင်းလည်းမချင်ဘူးတအားကြီးလဲဘယ်လိုပြောနိုင်ငံလည်းမငန်ဘူးဆိုတဲ့အနေအထားလေးကိုချက်ထားရပါတယ်ရှင်အရန်ချင်ကြိုက်တဲ့လူဆိုရင်ဒီမှာပို့ပြီးတော့အချင်းလေးထည့်လို့ရပါတယ်เนาะဒီမကြီးရွက်လေးပို့ထည့်လိုက်ပေါ့နော်ဒီဟာလေးကိုပွက်ဆူလာတဲ့ဒီတည့်ပြီးသွားပြီဆိုရင်တော့အနက်အရသာနဲ့အရန်ကိုကောင်းတဲ့ကမွန်ချင်ရွက်ပစွန်ထုတ်ကြော်လေးရပါပြီရှင်မေစားသလိုမျိုးလေးချက်စားကြည့်ဖို့လည်းမေအကြံဉာဏ်ပေးပါရရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်